အမျိုးသားကလက်ဆွဲအိတ်ကိုကင်ကာမောင်းကသူ့ကားကိုဘယ်မှထွက်သွားသည့်သူကဆွဲဖွင့်ပြီးပတ်စံတွေအပြည့်နဲ့တွေ့တယ်ဒါပေမဲ့ဒီငွေတွေကသူ့ပြဿနာတွေကိုဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးဆိုတာသူဘယ်တော့မှစိတ်ကူးမမြင်နိုင်ပါဘူးသူ့မိသားစုရဲ့အဆိုးဆုံးအိမ်မက်ဆိုးဖြစ်လာတော့မယ်ဆန်လိုဇနီးမောင်နှံသည်ဤမြလောက်သောငွေကိုသူတို့ကသူ့ညတွင်တစ်ခါမှမမြင်ဘူးပါတိတိကျကျရေးတွက်ကြတယ်625 930ဒေါ်လာဒီငွေတွေကမတန်ဘူးဆိုတာသူမိမသိတယ်ခိုးယူခံရသည်မှာတေချာပါသည်အန်ဒီရဲ့ကင်းဆုံးကတော့ရဲတွေစီချက်ချင်းပြန်ပို့ပေးပါဒါပေမဲ့ဆန်ကပြန်ရင်းနဲ့ငွေသားပါစာရွက်စာတမ်းမရှိလုံခြုံရေးမှတ်တမ်းမရှိတက်သေးမရှိပေဒီလက်ဆွဲအိတ်ဘယ်မှာဆုံးသွားမှန်းဘယ်သူမှမသိပါဘူးပတ်စံကိုရွေးကြတယ်သူတို့ရဲ့ရက်လွန်ချင်းငွေကိုပြန်ဆက်ကြတယ်ထို့နောက်သုံးဆွဲမှုစူးစမ်းမှုစတင်သည်ပရိဘောကဆိုင်မှာထမင်းဆက်ပွဲအစ်ဆက်ဆက်စုတစည်းသည်ငွေသားအပြည့်ဖြင့်ပေးချေထားသောဈေးကိုတိုက်ရိုက်ဖွင့်ထားသည်ဤအတော်တွင်မြို့အနှံ့တွင်ပြမှုထင်ရှားစီရင်ခံရသောရာဇဝတ်သားတဦးသည်ရင်းဤအမွားအကိုဖာကာကိုထောင်သို့ဆင့်ခေါ်ခဲ့ဒီအဲ့ဒီပတ်စံတွေကိုပြန်ရဖို့အတွက်ဖာကာလိုတဲ့လွန်ခဲ့သည့်2ရက်ကရဲများကလိုက်လံရှာဖွေနေစဉ်တက်တေခံပစ္စည်းများကိုဖျက်ဆီးရန်လက်ဆွဲအိတ်ကိုကားပြတင်းပေါက်မှပစ်ချခဲ့သည်တရားအောက်ကဖြတ်သွားတဲ့ကားပေါ်ဆင်းသွားတဲ့တခုတည်းသောတဲလုံဆမှာကားသည်နှစ်ဖက်စလုံးတွင်တစ်သားပြားများကတ်ထားသည်ကားမောင်းသူမှာအဖြူရောင်မျိုးသားဖြစ်သည်မရေမတွက်နိုင်သောတစ်သားပြားများဖြင့်ကားများဖြင့်ချီကာကိုကဲ့သို့မျိုးကြီးတစ်ခုတွင်ဆက်ရန်မဖြစ်နိုင်ပါဒါပေမဲ့ဖာကာကစမတ်ကြတယ်ဒီလက်ဆွဲအိတ်ကိုဖမ်းမိတဲ့သူကသူတို့ခေါင်းကိုထိသွားတာကိုသူသိတယ်သူတို့ကချက်ချင်းကားတစ်လိုချင်တယ်ပြီးတော့သူတို့ကပတ်စံပေးတယ်သူဒီအယောင်ကိုယ်စလဲထမ်းလျှောက်သွားပြီးအယောင်မန်နေဂျာကိုဒေါ်လာ90ဖြတ်လိုက်သည်မန်နေဂျာကသူတိလိုဒီများကိုပြောပြသည်မြို့တော်ရှိငွေသားရင်ဝယ်ယူမှုမှတ်တမ်းများကိုချီကာကိုမော်တော်ယာဉ်ဌာနသို့ပေးပို့သည်ထိုနေ့ညတွင်ဖာကာသည်ဒီညမော်ကွန်းတိုက်တွင်သို့ဝင်ရောက်ပြီးမကြသေးမီကငွေသားဝယ်ယူသူများထံမှဖိုင်တိုင်းကိုခိုးယူသွားဟာခဲ့သည်တမျိုးလုံးရှိလူ6ဦးသာကားတစ်စီးအတွက်ငွေပြည့်ပေးချေခဲ့သည်ဆန်ဤအိမ်တို့ရောက်သည့်အထိတန်တရားရှိသူများကိုတယောက်ပြီးတယောက်ဖယ်ရှားဖြစ်သည့်ဆန်ကသူ့အိမ်ကလူကကားထုတ်လုပ်သူရဲ့နောက်ဆက်တွဲစစ်တမ်းကိုလုပ်နေတယ်လို့ယူဆတဲ့သူကနှစ်ခါမစင်စားပဲဖောက်ကာကိုအထဲကိုဖိတ်တယ်မိနစ်အနည်းငယ်ကြာအောင်စကားစမြည်ပြောပါဖောက်ကာသိချပါတယ်ဒီကောင်မင်းရဲ့ကားဟောင်းဖောက်ကာကပေါ့ပေါ့တန်တန်ပြောတယ်ဘေးနှစ်ဖက်မှာတစ်သားကားတွေပါနေတယ်မဟုတ်လားဆန်ရဲ့ဘိုက်တွေကျသွားသည်သူကဖောက်ကာကိုခေါ်ဆောင်ရန်ကြိုးစားသည်ဖုန်းကိုကောက်ကင်ပြီးရဲကိုခေါ်ဖို့ချင်းချောက်တယ်ဒါပေမဲ့အရန်နောက်ကျနေပြီးဆန်ဒီလွန်ခဲ့သောရက်ပိုင်းကငွေသားဖြစ်ကားအသစ်တစ်စီးဝယ်ခဲ့သည်သူကားဟောင်းသည်ဖော်ပြချက်နှင့်ကိုက်ညီပါသည်ပြီးတော့စပွဲပေါ်ရှိသတင်းစာအစုအဝေးသည်ယင်းနှိမ့်မြုံနှံမှုအခွင့်အလမ်းများနှင့်ပြည့်နေသည်ကျန်တဲ့သူတွေနဲ့လုပ်ဖို့စီစဉ်ထားတာကိုအတိအကျထုတ်ဖော်ပါဖောက်ကာကတရားတေချပါတယ်သူကလောက်ရက်ကိုရုပ်သိမ်းလိုက်ပြီးဆန်ကဘာကြောင့်သူဒီကိုရောက်နေတာလဲဖောက်ကာသည်ယင်းတို့၏အသစ်ဆက်ရုပ်မြင်တန်ကြားကိုရိုက်ချိုးရန်ချင်းချောက်သောအခါလင်မယား2ယောက်လုံးဟန်ဆောင်မှုမပြုနိုင်တော့ပေရင်းတို့သည်အရာအလုံးကိုဝန်ခံတော်လဲတူတောင်းသောရဲ့အနှဲငယ်အတွင်းဒေါ်လာ80တူညကျော်ဖြတ်တောက်သွားခဲ့ပြီဖြစ်သည်ကျန်ဒေါ်လာ950တူညကိုဘဏ်အကောင့်များစွာဖြင့်ခွဲထားသည်ဖောက်ကာသည်ရင်းတို့ကိုရာနှုန်းတိုင်းထုတ်ယူစေသည်ထို့နောက်သူတို့ကိုထိုင်ချလိုက်ပြီးတွက်ချက်ခိုင်းသည်တပြားတစ်ချက်မှသူတို့သုံးပြီးသားဒေါ်လာတိုင်းနောက်ဆုံးနံပါတ်88 298ကျန်ခဲ့သမျှကိုပြန်ပေးသည့်တိုင်ဆန်းနှင့်သူဇနီးသည်ဒေါ်လာ80တူညကျော်အကျွေးတင်နေသေးသည်ဖောက်ကာသည်ရင်းတို့အားအချိတ်ဆက်မိစေရန်ရည်ရွယ်ချက်မရှိပေလွတ်မြောက်ရန်ကြိုးပမ်းမှုများကိုတားဆီးရန်ရင်းတို့အားကြိုးဖြင့်ချီနှောင်ထားသည်နောက်တော့သူ့အကိုကိုဒိတ်လုပ်ဖို့ထောင်ကိုမောင်းသွားတယ်သတင်းကောင်းဒေါ်လာ950တူညပြန်လည်ရရှိခဲ့သည်အကိုကပီတိဖြစ်ပြီးကျန်တာကိုမေးလိုက်ပါလို့ပြောပါတယ်ဒါပေမဲ့ဖောက်ကာကတော့ခွင့်မပြုပါဘူးဇနီးမောင်နှံသည်နောက်ဆုံးဒေါ်လာတိုင်းကိုပြန်ဆက်ရန်တောင်းဆိုသည်သူတို့လက်ကင်ဖုန်းလေးတိန်းတယ်အင်္ဂါဖုန်းကိုဖြုတ်လိုက်တယ်အကျွေးမရှိမချင်းအိမ်အပြင်မထွက်ရဘူးအခြားရွေးချယ်စရာများမရှိပဲစမ်းဒီစောက်ကားအစ်စ်ကိုဈေးလျှော့ဈေးဖြင့်အယောင်ကိုယ်စလဲထံပြန်လဲရောင်းချပြီးရင်းတို့ဤကားဟောင်းဘူတာယုံတွင်အိမ်တို့မောင်းနှင်သွားခဲ့သည်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းမှာတော့ဖောက်ကာကဒေါ်လာ20တူညကျော်အကျွေးတင်နေသေးတယ်လို့ပြောပါတယ်တညမှာသူတို့ခိုးထွက်ပြီးရဲကိုဖုန်းဆက်တဲ့ဖောက်ကာကသူတို့ကိုလက်နေမဖမ်းခင်အိမ်ရှိတကားကိုလှမ်းဆွဲတဲ့သူကဒီပြောင်းရွှေ့ကိုအစကတည်းကမျော်လင့်နေခဲ့တာပါသူတညလုံးအိတ်မပျော်ဘူးလင်မယား2ယောက်လုံးပိတ်မိနေတဲ့ထို့နောက်ဖောက်ကာသည်အရှိန်မြင့်လာသည့်ဇနီးဖြစ်သူလာဆိုလီကိုဓာတ်ဆခံဖြစ်ကားထဲမှာတောက်ခတ်ထားပြီးဆမ်ကဖုံးဖွင့်ထားတဲ့ကြိုးကိုကင်ထားပါတယ်သူကဆမ်ကိုဝက်ဘက်မှာရှိတဲ့ကုန်းစုံဆိုင်တစ်ဆိုင်ထဲကိုသူ့မြင်ခိုင်းတဲ့ဆန်တစ်ခုခုပါနှက်အောင်စူးစမ်းရင်ဝေးဆွေက